ကျွန်တော်တို့တက်လွတ်ဒိုင်နိုဆောတွေရောင်းနေပါတယ်လာလာမင်္ဂလာပါလူတိုင်းဒီနေ့ကတော့ကျွန်တော်တို့ channel လေး 15k followers ရနေပါဒါကြောင့်ကျွန်တော်တို့ဒီနေ့အဖလူလောက်တော့မှာပါကျွန်တော်ကို like ခဲပါအရှင်ဗျာမနဲ့ဆုံးအလှပါဗျာကောင်းပြီသာဓုအော်ဒီနေ့လှူဒန်းတဲ့အတွက်မင်းတို့နှစ်ယောက်ကျမ်းမာချမ်းသာပြီးလူတိုင်းအပေါ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါစေအဖွားအတွက်ပါကောင်းစားနော်အဖွားအိုးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်လာဟေ့အလူအတွက်အစားအသောက်အလာကအကုန်ယူသွားလာကြအကုန်ယူသွားကြပါလာဒါဆိုကျွန်တော်တို့အကောင်းဆုံးတွေလုပ်ပြီးပြီနော်ဟုတ်တယ်ကဲအခုဘာလုပ်မှလဲဒိုင်နိုဆောကိုအစာကျွေးရအောင်အာအရန်ပူတယ်ရေခဲရေတောက်ချင်တယ်ဟုတ်တယ်စာလဲစာတယ်အဟဲအရန်ကောင်းတယ်အရန်အေးတယ်ကြည့်လိုက်စမ်းဒါက T-Jack လို့ခေါ်တယ်မဟုတ်ဘူး T-Rex ပါမင်းနာမည်မားနေတယ်ဟေးကောင်ဒီငါးကိုကြည့်စမ်းကြက်တုံပြူနဲ့ကြော်စားရင်အရန်ကောင်းပါဒီငါးစားဖို့မစင်စားနဲ့မင်းအမြဲတမ်းစားချင်နေမှာနာမည်ပါလဲမင်းမေလေးလင်းဟေးတကယ်ချင်းဘာလဲတကယ်ချင်းတေချာကြည့်စမ်းမင်းရဲ့ရီးစားနဲ့တူတယ်ကျွန်တော်တို့တက်လွတ်ဒိုင်နိုဆောတွေရောင်းနေပါတယ်ဝယ်ချင်တဲ့သူရှိရင်ပြောပြပေးပါဟုတ်ပြီလားဒါဆိုရင်ဘေဘီဒိုင်နိုဆောလေးတွေကိုလိုချင်နေဆိုရင် TikTok ကနေဆက်သွယ်ပေးပါနော်အရင်ဥဆုံးလာတဲ့သူကရမှာပါနော်